စာအပေါင်းဖယ်ရှားလို့သူတော်ကောင်းတွေထွန်းကားစေဖို့သစ္စာဆိုရေတောက်လိုက်ပါဘေးအန္တရာယ်အစိတ်ပြေကရွှေရင်ကျော်ပညာနဲ့ရွှေစရာရွှေရင်ကျော်ပညာနဲ့ရွှေစရာအဘဘိုးတော်ပွင့်ဘဝစကြောင်းအပိုင်း3ရွှေစရာပြိတ္တကြီးခင်ဗျာအစီအစဉ်လေးမစငင်ကျွန်တော်အနေနဲ့အကူအညီလေးတစ်ခုလောက်တောင်းချင်ပါတယ်ခင်ဗျာအဲ့ဒါကတော့မြန်မာနိုင်ငံကနေအားပေးကြည့်ရှုနေကြတဲ့ပြိတ္တတွေဆိုရင် VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့ပါအကြောင်းရင်းကတော့ YouTube ကမြန်မာနိုင်ငံကိုကြော်ညာစီးရင်မသိထားတဲ့အတွက် VPN ခန်းကြီးမှသာကြော်ညာလေးတွေဝင်မှာမို့လို့ပါဒီလိုကြော်ညာလေးတွေဝင်လာမှသာကျွန်တော်အနေနဲ့ channel အတွက်ဝင်ငွေလေးတွေရပြီးရေရှည်ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်ဒီလို animation video လေးတွေဖန်တီးတင်ဆက်ဖို့ဆိုတာအခမဲ့လုပ်လို့မရပါဘူးခင်ဗျာဗီဒီယိုတစ်ပုဒ်ထွက်လာဖို့အတွက်ကျွန်တော်ဘက်ကငွေကြေးရောအချိန်မှာအများကြီးရင်းနှီးမြှုပ်နှံထားရတာပါဒါကြောင့်ရှေ့ဆက်ပြီးပိုကောင်းတဲ့ဇာတ်လမ်းတွေဖန်တီးနိုင်ဖို့မြန်မာနိုင်ငံကပြည်သက်တွေအနေနဲ့ VPN လေးဖွင့်ပြီးကူညီအားပေးကြပါဦးလို့မေတ္တာရက်ခံခြင်းပါတယ်တခြားနိုင်ငံကနေအားပေးနေကြတဲ့ပြည်သက်တွေကတော့ VPN ခံစရာမလိုပါဘူးခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာကဲဒါဆိုအစီအစဉ်လေးစားလိုက်အောင်ရသေးထွက်ခွာသွားပြီးနောက်ရက်တွေမကြာခင်မောင်ပွင့်ပကံမြို့ကိုလိုက်သွားတယ်ပကံမြို့ကိုရောက်ရင်ဆရာရသေးကြီးချင်းဆိုတာတဲ့နေရာကိုသွားလေတယ်မောင်ပွင့်နဲ့ဟိုကြည့်ဒီကြည့်နေစဉ်လူလေးဒီကိုလာလို့ရသေးကြီးကမောင်ပွင့်ကိုလက်ရက်ခေါ်တယ်လူလေးဒီနေ့လာမှတီလို့ထွက်ဆောင်နေတာအဘတို့ဒီကနေပကံမြို့တစ်ဖက်ကခက်ယုံယုံမှရှိတဲ့တစ်တောင်ရွာကိုသွားရမှာလို့ပြောပြီးဆရာတပည့်နှစ်ယောက်တစ်တောင်ရွာကိုနေမဝင်ခင်အရောက်သွားကြတယ်တစ်တောင်ရွာအနီးကိုရောက်ရင်ဖျားငါးစုကိုတွေ့လိုက်ရလေတယ်ဖျားတစ်စောင်းထဲမှာတရက်6တွေပြန်ကျဲနေတယ်ရသေးကြီးကလူလေးမောင်ပွင့်ကြီးအဘတို့ဒီဖျားမှာပဲနေကြမယ်ပါလာတဲ့အထုပ်ပိုးတွေကိုချထားလိုက်တယ်ဒီနောက်ဖျားတစ်စောင်းအတွင်းရှိတရက်6နဲ့အမိုက်တလိုက်တွေကိုရှင်းလင်းလှဲကျင်းလိုက်တယ်လေဖျားငါးစုအနီးမှာစမ်းချောင်းလေးရှိပြီးစိတ်စမ်းရည်တို့ကကြည်လင်အေးမြနေတယ်စမ်းချောင်းလေးထဲမှာငါးကလေးတွေကူးခတ်ပျော်မြူးနေကြတယ်စမ်းချောင်းလေးတစ်လျှောက်ရှိခြုံပုတ်လေးတွေအနီးမှာတော့တောပန်းလေးတွေပွင့်လန့်နေကြတယ်လေအဝိမှာတောပန်းရင်းနှဲတို့ကတင်းပြန့်နေတယ်တစ်တောင်ရွာအနီးဖျားငါးစုဟာသူတော်စင်တို့တရားပါဝနာအားထုတ်ဖို့ကောင်းပြီးချမ်းမြေ့တဲ့နေရာဖြစ်လေတယ်ဘာကြီးရသေးနဲ့မောင်ပွင့်ဟာဖျားငါးစုမှာသတင်းတီလာစောက်တည်ပြီးအဋိဋ္ဌံဝင်ကတမထဘာဝနာတရားများပွားများကြပြီးလောကီပညာရက်တွေကိုအားထုတ်လေ့လာကြတယ်ဒီလိုနဲ့အဋိဋ္ဌံရက်ဆေးမြောက်လာတဲ့မနက်ခင်းမှာတော့လူလေးမောင်ပွင့်အဘမှာအရေးကြီးဆုံးအချိန်ကိုရောက်လာပြီဇာတိကြောင့်လူဘဝခန္ဓာကိုယ်ကြီးရလာတယ်ဇာတိဆိုတာခန္ဓာဖြစ်မှုပေါ့ဇာတိရှိလာတော့ဇရာလည်းရှိလာတယ်ဇရာဆိုတာရင့်ရောအိုမင်းမှုကိုပြောတာဇရာနောက်ကမရဏလိုက်လာတယ်မရဏဆိုတာကတော့ပြတ်မှုပဲတနည်းပြောရရင်တော့သေခြင်းတရားပေါ့ကွာလူတိုင်းဇာတိဇရာမရဏတရားတွေကနေပြေးလို့မလွတ်နိုင်ကြဘူးနိဗ္ဗာန်မရမချင်းတန်တရားလဲနေကြရတာလို့ပြောတော့မောင်ပွင့်ကအဲ့ဒါနဲ့အဘအရေးကြီးတာကဘာဆိုင်ရုပ်လဲအဘရာဆိုင်မှာတကောမောင်ပွင့်ဟာအခုအဘကအိုမင်းလိုမရဏပြတ်မှုပါနီးကပ်လာပြီဒီတော့အဘကခန္ဓာအိုကိုမချစ်ခင်မတွေ့တာတော့ပဲခန္ဓာအသစ်လုံးမယ်အဘရဲ့ရုပ်အလောင်းကိုပြောင်းမယ်ဓာတ်တကူနဲ့အမတ်တမျိုးမသွေမရင်းအောင်သေခြင်းလို့ခေါ်တဲ့သမုဒိမရဏတရားနဲ့အဘရဲ့ခန္ဓာကိုအဆုံးသတ်မယ်လူလေးအခုအဘပြောတာတွေသေးသေးချာချာမှတ်ထားနော်လို့ပြောပြီးရသေးကြီးကမောင်ပွင့်ကိုဆက်လက်မှားကြားပြန်နေအဘရဲ့ရုပ်ကလပ်ကိုလုံခြုံတဲ့တစ်တာထဲမှာဒီဆေးသုံးလုံးနဲ့အတူထည့်ထားပြီးလုံအောင်ပိတ်ထားရမယ်ပြီးရင်ဒေါ်ရန်ထဲကိုသွားပြီးမြေပေါ်မှာထားရမယ်တစ်တာကိုအစဉ်ပြေမဲ့နေရာမှာတေချာချထားပြီးလူလေးကတလတိတိကိုစောင့်ပေးရမယ်အဘကိုပြစ်ပြီးဘဲမှမသွားပါနဲ့သွားရင်အဘခန္ဓာပြတ်ပြီးသေလိမ့်မယ်အဘအပေါ်မေတ္တာဂိယူနာထားပြီးဆရာလိုတသွဲဖခင်လိုတမျိုးမိခင်လိုတဝအမျက်တနိုးထားပြီးစောင့်ရှောက်ပါအဘရဲ့အသက်ကိုလူလေးရဲ့လက်ထဲမှာအပ်ခဲ့ပါတယ်အဖြက်တွေကများမယ်နော်လူလေးကြားကလိုက်လို့စင်မိုက်ကထိုးမယ်ဟန်တွေတွေ့လာရင်လေလူလေးမပြေးနေဘူးခါရောက်တွေ့ဆောင်ပြီးမာရာပိရဲ့အမျိုးမျိုးနဲ့လာကြလိမ့်မယ်အခက်မရှောင်ရောင်းတောင်းတော့အထင်မှားပြီးငါသားအပြစ်ပြုမိရင်တော့အဘသေဆုံးလာလိမ့်မယ်တလားမစေခင်နဲ့တစ်တာကိုမဖွင့်လိမ့်နဲ့ဖွင့်ရင်အဘမုတ်ချခန္ဓာပြတ်ပြီးအသေးဆုံးနဲ့သေးလိမ့်မယ်လူလေးအဘအပေါ်မေတ္တာထားပြီး
ဖခင်ကြီးတို့တနာပါမှာအဘဒုက္ခချမ်းသာရလိမ့်မယ်။သားရဲ့ကျေးဇူးဂုဏ်ထူးကိုရွှေမျိုးသားရဲ့အဘဆက်မှာပါ။ဆရာကြီးနဲ့အဘသင်ပြထားတဲ့ပညာရက်တွေကိုစူးစမ်းအားထုတ်ပြီးအဘလိုပေါက်မြောက်အောင်လုပ်ပါ။အဘနောက်ကိုလိုက်ခဲ့ပါ။အရီမီရီယာဖះရှင်ကန်းကောပလင်ထက်မှာပွင့်လာတဲ့အခါသားနဲ့အဘအတူတကွဖူးမြော်ကြည်ညိုကြမယ်လို့ပြောတော့စိတ်ချပါအဘသားအသက်နဲ့လဲပြီးအဘကိုကာဝယ်ဆောက်ရှောက်သွားပါမယ်လို့ဂတိပေးလိုက်ရတယ်။တာဒုပါကွယ်သားတပည့်မောင်ဝင်းရဲ့လို့ရသေးကြီးကတပည့်မောင်ဝင်းကိုပြောဆိုမှကြဆုံးမှာပြီးမကြမီမှာပဲတစုံတစ်ခုသောယောဂဝေဒနာမကက်ရောက်ပဲအိပ်ပျော်တကယ်တော့ဖြစ်သွားပြီးထွက်လေဝင်လေချုပ်လေတော့တယ်။ရွာထဲမှာလဲတစ်တောင်ရွာကလူတွေကဟေးဖះငါးစုကရသေးကြီးပြန်တော်မူသွားပြီတေးသွားပြီမင်းတို့တိကြရဲ့လားလို့တယောက်တစ်ပေါက်ပြောပြီးတရွာလုံးအုပ်အုပ်ကျက်ကျက်ဖြစ်ကြကုန်တယ်။ရသေးကြီးတေးပြီးလို့ကောလာဟာလာဖြစ်ပြီးရဲ့နောက်မကြမီမောင်ပွင့်ကခိုင်ခန့်နဲ့အခေါင်းပုံနဲ့တစ်တာတလုံးကိုအမြန်ပြုတ်လုပ်ပြီးဆရာရသေးကြီးရဲ့ရုပ်လောင်းကိုတစ်တာတဲကိုထည့်တာဆေးသုံးလုံးကိုပါလက်ကင်ပေါ်ကနေထုတ်ထည့်ပြီးတစ်တာကိုလုံအောင်တေချာပိတ်လိုက်တယ်။အဲဒီနောက်မောင်ပွင့်ကတစ်တာကိုတစ်တောင်ရွာနဲ့အတော်အလန်းဝေးတဲ့တောတန်းတစ်ခုစီကိုတဲဆောင်သွားလေတယ်။မောင်ပွင့်တောတန်းအတွင်းဘက်ကိုရောက်တော့စမ်းချောင်းလေးနဲ့စိမ့်ဆိုင်ရေအိုင်တိုင်းကိုတွေ့လိုက်ရတယ်။စမ်းချောင်းလေးမှာရှိတဲ့တောင်ပိုးနှစ်ခုအကြားမြင်းကြီးနေရာလေးကိုတွေ့လိုက်ရပြီ။တစ်တာဒီနေရာမှာထားရင်ကောင်းမယ်လို့တွေးမိကတစ်တာကိုမြင်းကြီးနေရာလေးမှာနေရာတကျထားလိုက်တယ်။ပြီးရင်မောင်ပွင့်စမ်းချောင်းထဲမှာလက်စေးမျက်နှာတဲ့ပြီးစမ်းရည်ကိုတဝတောက်လိုက်တယ်။စမ်းရည်အိုင်ဘက်ကလေးပြေးလေးညင်းလေးဝှေ့ဝိုက်လာတာကြောင့်မောင်ပွင့်လည်းအေးမြပြီးအမောပြေသွားတယ်။ဒေါ်တန်လေးအတွင်တရိပ်ဝါးရိပ်တွေကြောင့်မင်းမဝင်းမီမှောင်ရီပြိုးလာတယ်။မောင်ပွင့်တယောက်ဆရာအနာကမခွာပဲစောင့်ရှောက်နေလေတယ်။အဲ့ဒီလိုနဲ့တဖြည်းဖြည်းညင်းတဲ့တကောင်အချိန်ကိုရောက်လာပြီးလာကမသားကြဲရောင်လေးများတော့မှုံဝါးဝါလင်းနေပြီးမြင်းငယ်များအော်တန်တို့ကိုကြားနေရတယ်။ရုတ်တရက်တစ်ပင်ဝါးပင်တို့ရဲ့ထိပ်ဖြာကောင်းငင်မှာလေပင်တွေတိုက်ခတ်လာပြီးဝေါ်ဆိုတဲ့အတန်တွေတော်တန်တစ်ခုလိုမြည်ဟိမ့်သွားတယ်။တစ်ပင်ဝါးပင်တို့ရဲ့အောက်ခြေမှာတော့လေငိမ်လေးရရှိပြီးမောင်ပွင့်ရဲ့စိတ်မှာတောချောက်တာဖြစ်မယ်လို့တွေးရင်ဆေးရရုပ်အလောင်းရှိရာတစ်တာပေးမှာတတိကြီးစွာနဲ့စောင့်ကြံနေတယ်။နိုင်ဝက်ခန့်အကြာမှာမြည်ဟိမ့်တန်တွေပျောက်ကွယ်သွားတယ်။နောက်တနေ့ညနေခင်းမှာတော့မောင်ပွင့်ရှိရာစမ်းချောင်းနာကိုလှပတဲ့ကြားကြီးတစ်ကောင်ကရေလားတောက်လေတယ်။ကြားကြီးကရေတောက်လို့ပြီးတဲ့အချိန်မှာတော့မောင်ပွင့်ထံကိုစိုက်ကြည့်လိုက်တယ်။မောင်ပွင့်နဲ့အကြီးချင်းဆုံသွားတယ်။မောင်ပွင့်လည်းအနီးရှိဝင်းတုပ်ကိုယူပြီးဝလုံးကြောက်တစ်လုံးနဲ့ဇက်တိုက်ရိုက်လိုက်ရာအတန်လေးစူညမ်းသွားတယ်။ကြားကြီးကထိတ်လန့်ပြီးနောက်ကိုဆုပ်ကတောအုပ်ထဲကိုထွက်ပြေးသွားလေတယ်။မောင်ပွင့်ဆရာအလောင်းကိုတက်ဆုံကြိုးပမ်းဆောက်ရှောက်လာတာနှစ်ပတ်ကျော်လာခဲ့လေပြီ။ဒီနေ့မြင်းတဲ့တကောင်မှာတော့မောင်ပွင့်မေ့ခနဲ့အိပ်ပျော်သွားတယ်။ဒီနေရာမှာပဲအဘဘိုးတော်ဝင်အကြောင်းအပိုင်း3ကပြီးသွားပါပြီခင်ဗျာ။ဗီဒီယိုလေးကိုကြိုက်နေတဲ့ဘက်ကလိုက်လေးနှိပ်ခဲ့ပေးကြပါဦး။အဆုံးထိကြည့်ရှုပေးကြတဲ့ရွှေစရာပရိသတ်ကြီးကိုကျေးဇူးအထူးတင်ပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးများကိုပိုင်ဆိုင်နိုင်ရပါစေခင်ဗျာ။